ဇလန်ရဲ့အစာမှာတော့ရောက်အောင်ဆိုတဲ့အမျိုးသားဟာလူသူကိန်းနဲ့တော့အုပ်ကြီးမှာအေးချဲချဲတဲခုတ်ကလေးတစ်ခုဖွင့်လာပါတယ်။ဒီနေ့မှာသူဟာမြို့ကိုအဝဲတော့သွားရင်လမ်းမှာကားတစ်စီးရှုံးပတ်ထဲနေနေတာကိုတွေ့ခဲ့ပါတယ်။ကားပေါ်မှာတော့အရန်ချုံမောပြီးလှုပ်ဝက်ချက်တွေရှိပုံရတဲ့အမျိုးသမီးစောင်းအားနဲ့သူမရဲ့သားလေးပါလာပါတယ်။ရောက်အားဟာစိတ်ကောင်းရှိသူမို့ကူညီပေးခဲ့ပြီးလမ်းမနေတာကိုလည်းတတိပေးခဲ့ပါတယ်။ဒါပေမဲ့သူတဲခုန်ကန်ပြောက်တဲ့အခါမှာတော့စောင်းအားဆိုတဲ့အမျိုးသမီးဟာအခန်းငှားဖို့ရောက်နေတာကိုတွေ့လိုက်ရပါတယ်။ဒီနေရာမှာထူးခြားတာကစောင်းအားဟာရောက်အားရဲ့ကွယ်လွန်သူစနီးတဲ့အမျက်တနိုးတိမ့်ဆဲထားတဲ့ရှေးရောက်တပြားတွေကိုဖွင့်ပြဖို့တောင်းဆိုခဲ့တာပါအဲ့ဒီညမှာမိုးတွေတဲကြီးမဲကြီးရွာနေပြီးခလေးလေးဟာမိုးရီထဲမှာစော်ကစားနေပေမဲ့စောင်းအောင်ကတော့ဂူးမဆိုင်ပဲငေးကြည့်နေခဲ့ပါတယ်ဒါဟာပုံမှန်မဟုတ်တဲ့အချိန်တစ်ခုရဲ့အစပဲဖြစ်ပါတယ်နောက်တနေ့မနက်မှာစောင်းအောင်ကခလေးနဲ့အတူအစောကြီးထွက်သွားပါတယ်ရောင်းအောင်ကတော့အခန်းကိုတန်ရှင်းလုပ်ဖို့သွားတဲ့အခါမှာတော့အန်အောစရာကားလောက်အောင်အခန်းကပြောင်းဆင်းနေပါတယ်ဒါပေမဲ့သူတတိထားမိလိုက်တာကrecord player ပေါ်မှာသွေးစွန်နေတာပါပဲအိမ်သားတွေကိုဝင်ကြည့်လိုက်တဲ့အခါမှာတော့ပြင်းထန်တဲ့ကလိုရင်းနဲ့တွေကနှာခေါင်းထဲကိုအတင်းဝင်လာပါတော့တယ်အတွေ့အကြုံရှိတဲ့ရောက်အားဟာဒီအခန်းထဲမှာလူတက်မှုတစ်ခုခုဖြစ်သွားပြီဆိုတာတန်းသိလိုက်ပါတယ်သူဟာကားကင်မရာကိုပြန်ကြည့်တဲ့အခါမှာလဲစောင်းအားကကလေးမပါပဲတယောက်တည်းထွက်သွားတာကိုအတိပြုတ်နိုင်ခဲ့ပါတယ်ဒါပေမဲ့ရောင်းအားကတော့ရဲတိုင်ရမယ့်အစားဒီအမှုကိုဖုံးကွယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့လွန်ခဲ့တဲ့တလကစန်းကျွန်းဆိုတဲ့တဲခုကန်ပိုင်ရှင်တဦးကသူ့တဲခုကန်မှာလူတက်မှုဖြစ်သွားတဲ့အတွက်ဘဝပြတ်သွားတာကိုသူသိနေလို့ပါ။သူ့ရဲ့တဲခုကန်လေးကိုလည်းကာကွယ်ခြင်းနဲ့စိတ်နဲ့သွေးစွန်းနေတဲ့အထောက်အထားတွေကိုသူကိုယ်တိုင်တန်ရှင်းလုပ်ပြီးဖြတ်စည်းပစ်လိုက်ပါတော့တယ်။တစ်နှစ်အကြာမှာတော့ရောင်းအားကအရာအလုံးမေးပြောက်လို့နေပါဖြစ်နေချိန်မှာစောင်းအားကကားအနီလေးနဲ့အဲ့ဒီတဲခုကန်လေးစီကိုပဲပြန်ရောက်လာပါတယ်ဒီတစ်ခါမှာတော့သူမဟာအရင်ကတည်းကပို့ပြီးရဲတင်လာတယ်လို့တဲခုကန်ကိုပါတိမ့်ပိုက်ဖို့စူးစမ်းလာပါတယ်သူမဟာရောင်းအားရဲ့သမီးဖြစ်သူအီစွန်းနဲ့ရင်းနှီးအောင်ပြုလုပ်ပြီးရောင်းအားကိုချိန်ချောက်ပါတယ်စောင်းအားသူမရဲ့ရက်ဆက်မှုတွေကိုထုတ်ပြလာပြီးခလေးလေးကိုဘာကြောင့်တတ်ခဲ့လဲဆိုတာကိုလည်းပြောပြပါတယ်သူမဟာသူမရဲ့ခင်မိုးဟောင်းကခလေးကိုပဲချစ်ပြီးသူမကိုဂယုမဆိုင်ဘူးလို့ခံစားရတာကြောင့်ခလေးကိုတက်ပြီးခင်မွန်းကိုနာကျင်အောင်လုပ်ခဲ့တာပါရှင်လဲကျမနဲ့အတူတူပါပဲရှင်ကလူသက်သမားကိုကူညီခဲ့တဲ့ကျင်ရပါပဲလို့ပြောပြီးရောင်းဟာကိုစိတ်ပိုင်းဆိုင်ရာဖိအားပေးပါတော့တယ်ရောင်းအားဟာနောက်ဆုံးမှာတော့အလျှော့မပေးတော့ပဲရဲအရာရှိမင်း officer ကင်ရဲ့အကူအညီနဲ့စောင်းအားကိုဖမ်းဆီးဖို့စ조사ပါတော့တယ်စောင်းအားဟာရဲအရာရှိကိုပါဖျားယောင်းပြီးလှည့်စားခဲ့ပေမဲ့သူမရဲ့အဝတ်အစားတွေကသွေးစွန်းနေတာတွေအထောက်အထားတွေကိုရဲတွေကရှာတွေ့သွားပါတယ်။ဒါပေမဲ့စောင်းအားရဲ့အဖေဟာဩဇာအာဏာရှိသူမို့သူမဟာအချုပ်ခန်းထဲကနေအမခံတဲ့ခဏလေးအတွင်းပြန်လည်လွတ်မြောက်လာပါတယ်။သူမဟာတဲခုကန်ကိုပြန်လာပြီးသူမရဲ့ passport ကိုယူကထွက်ပြေးဖို့စ조사ချိန်မှာတော့ထောင်တဲကလွတ်လာတဲ့ခင်မဟောင်းနဲ့တိုးပါတော့တယ်ခင်မိုးဟောင်းကသူ့သားလေးကိုတတ်ခဲ့တဲ့အတွက်သူမကိုတတ်ဖို့ရောက်လာတာပါနောက်ဆုံးမှာတော့တနက်တန်တွေအော်ဟစ်တန်တွေနဲ့အတူစောင်းအားသူမကိုယ်တိုင်အယောင်တွေချဲသားခဲ့တဲ့ရေကူးကန်တွေကိုတနက်တန်ရနဲ့ပြုတ်ကြပြီးအသက်ပြောက်သွားပါတော့တယ်ကဲပရိသတ်ကြီးတွေ The Frog ဆိုတဲ့ခေါင်းစဉ်အတိုင်းပါပဲလူတစ်ယောက်ကပျော်လို့ပြစ်လိုက်တဲ့ကြောက်ခဲဟာဖားတကောင်တော့အသက်အန္တရာယ်ဖြစ်စေတယ်လို့မျိုးစောင်းအားရဲ့ဆက်မှုကြောင့်ရောင်းရလို့လို့တမန်လူတွေရဲ့ဘဝဟာဘလို့ငရဲကန်ဖြစ်သွားရလဲဆိုတာကိုရိုက်ပြထားတာပါပရိသတ်ကြီးလည်းကိုယ့်စီကိုဆက်ဆက်မြတ်မြတ်ရောက်လာတယ်ကံကြမ္မာဆိုးတွေကိုဘလို့ရင်ဆိုင်မလဲဆိုတာစဉ်းစားရင်ဒီဇလန်းလေးကိုခန်းစားကြည့်ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ဇလန်းကောင်းတွေကိုအမြဲတဆက်ပေးနေရမို့လို့ YouTube Channel လေးကိုလည်း Subscribe လုပ်သွားပေးဖို့တောင်းဆိုပါရစေနောက်နေ့မှာစကားအသစ်နဲ့တင်တွေ့ပါမယ်